မင်္ဂလာပါ KCN Channel မြန်မာဖြစ်ပါတယ်အမှန်တရားကိုချစ်မြတ်လို့တဲ့မိတ်ဆွေများကိုလေးစားပါတယ်ဒါပေမဲ့အမှန်တရားတစ်ခုတည်းရှိတာမဟုတ်ပါဘူးအမှန်တရား၃မျိုးရှိပါတယ်ဘာဖြစ်လို့၃မျိုးကွဲနေတာလဲဆိုတော့အချိန်ကာလနဲ့နေရာဒေသပေါ်မူတည်လို့ကွဲနေတာပါနံပါတ်1နေရာဒေသအလိုက်အချိန်ကာလအလိုက်ပဲမှန်တဲ့အမှန်တရားလောကတွေကအမှန်တရားပါနံပါတ်2လောကတွေကယုံထွက်တဲ့အမှန်တရားပါနေရာမရွေးအချိန်မရွေးမှန်တဲ့အမှန်တရားပါနံပါတ်3လောကမှာလွန်မြောက်မှုအမှန်တရားပါအချိန်ကာလနေရာဒေသနဲ့လိုက်ပြီးတိုင်းတာလို့မရတဲ့အမှန်တရားပါ KCN Channel မြန်မာကို Subscribe မလုပ်ရသေးရင်လုပ်ထားပေးဖို့ဗီဒီယိုအသစ်တင်နိုင်လဲသိနိုင်အောင်လို့ဘေးကခေါင်းလောင်းလေးကိုဖွင့်ထားဖို့ပြောချင်ပါတယ်ဗီဒီယိုအသစ်တွေဆိုပေမဲ့ပြောသမျှအကြောင်းအရာတိုင်းကတော့ပုံကိုတတ္တဝအမည်ပြည့်ညက်တွေကလွန်မြောက်တဲ့အသိဉာဏ်ပိုင်းတွေကိုပဲလောကတွေကဥပမာလေးတွေနဲ့ပြောပြနေတာပါဗီဒီယိုတိုင်းကိုနားမထောင်နိုင်လဲတေချာသိသွားပြီဆိုတဲ့တပုတ်ကိုတော့ထက်ခါနားထောင်ပြီးဗီဒီယိုပြီးသွားလဲသတိနဲ့ဆင်ခြင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နံပါတ်1လောကတွေကအမှန်တရားကတော့မိဘနဲ့သားသမီးဆရာတပည့်နှစ်လနေ့ရက်တွေအလိုက်နာကျင့်သုံးသွားရမှာပါစီးပွားရေးကြီးပွားရေးလူမှုရေးတွေဆောင်ရန်ရှောင်ရန်တွေအဲ့ဒါတွေကလိုက်နာရမှာပါအမှန်တရားဘက်ကရက်တည်တယ်ဆိုတာမျိုးကလည်းဒီအမှန်တရားပါပဲနံပါတ်2အချိန်နေရာမရွေးမှန်တဲ့အမှန်တရားအဲ့ဒီမှန်တရားကတော့ကျွန်တော်တို့ရဲ့မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ထိစိတ်တွေးစိတ်စတဲ့အာယုံခံအင်္ဂါမှာပေါ်တဲ့စိတ်ဖြစ်တဲ့အချိန်ပေါ်နေတဲ့အခိုက်အတန့်လေးမှာပဲမှန်တဲ့အမှန်တရားပါရူပယတနံစကုဝိညာဏဓာတုယတန်သမုဒ္ဒကနိစ္စဓမ္မနံအာရမဏပစ္စေနာပစ္စေယောအစင်းမျိုးစုံဟာမြင်စိတ်ကိုအာယုံအဖြစ်နဲ့ကျေစုပြုပါတယ်တဲ့မျက်လုံးဆိုတဲ့အာယုံခံအင်္ဂါဟာအယောင်စင်းကိုဖမ်းယူတယ်ဆိုတဲ့သဘောပေါ့နောက်စကုဝိညာဏဓာတုတန်သမုဒ္ဒကသဓမ္မမနောဓာတုယတန်သမုဒ္ဒကနိစ္စဓမ္မနံတမနန္တရပစ္စေနာပစ္စေယောတဲ့မြင်စိတ်ကလည်းမနောဓာတ်ကိုကောင်းစွာအကြားမရှိသည်ဖြစ်၍ကျေစုပြုပါတယ်တဲ့မြင်စိတ်ကိုမနောဓာတ်ကဖမ်းယူတယ်ဆိုတဲ့သဘောပါပဲနောက်ဆုံးမနောဓာတုတန်သမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတန်သမုဒ္ဒကနိစ္စဓမ္မနံတမနန္တရပစ္စေနာပစ္စေယောတဲ့ခုနကတော့မြင်စိတ်ကိုဖမ်းယူထားတဲ့မနောဓာတ်ကနေပြီးတော့မှမနောဝိညာဉ်ကိုကောင်းစွာအကြားမရှိသည်ဖြစ်၍ကျေစုပြုလိုက်တဲ့အတွက်အခုလိုသိသွားခဲ့တာပါအခုကျွန်တော်ပြောပြနေတဲ့စာတွေစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုနားလည်နေပါတယ်ပါဠိစာတွေကိုပဲပြောရင်ပါဠိလိုမတက်တဲ့လူကအဓိပ္ပာယ်ကိုမသိတဲ့အတွက်နားမလည်ပါဘူးနားလည်တဲ့လူကလည်းသင်ထားဘူးလို့နားလည်တာပါမြန်မာလူပြောတော့နားလည်ကြတယ်အဲ့ဒီမြန်မာလူလည်းသင်ထားဘူးလို့သိနေနားလည်နေရတာပါတခါတည်းတန်းသိနေတာမဟုတ်ပါဘူးတမန်နန္ဒရပစ္စည်းကြောင့်တန်းသိသလိုဖြစ်နေတာပါအဲ့ဒါဆိုတော့အချိန်မရွေးနေရာမရွေးမှန်တဲ့အမှန်တရားကိုဘယ်လိုသိမှလဲဆိုတော့တိုက်ရိုက်သိလို့တော့မရပါဘူးတတိနဲ့ပြန်ဆင်ခြင်မှပဲသိရတာပါမျက်လုံးကစခရင်ကအလင်းတွေအယောင်တွေကိုမြင်ရင်မြင်စိတ်ကအမှန်တရားနှစ်ပါပဲအဓိပ္ပာယ်ကိုသိတယ်ပဋ္ဌာန်းတွေပဲဖျားစာတွေပဲစသဖြင့်သိရင်နံပါတ်1ပြန်ဖြစ်နေပါပြီကျွန်တော်ရဲ့အတန်ကိုကြားယုံကြားစိတ်ဖြစ်နေနံပါတ်2အချိန်မရွေးနေရာမရွေးမှန်နေပြီစကားရဲ့အဓိပ္ပာယ်ကိုနားလည်နေရင်တော့အမှန်တရားနံပါတ်1ထဲကိုပြန်ရောက်သွားပြီလောကရဲ့အမှန်တရားပြန်ဖြစ်သွားပြီအဲ့ဒီတော့ကောင်းတယ်ကြိုက်တယ်မကောင်းဘူးမကြိုက်ဘူးဆိုတာတွေပါဖြစ်လာတော့တာပါပဲနံပါတ်3ကတော့အချိန်ရောနေရာရောလွန်မြောက်မှုအမှန်တရားပဲဖြစ်ပါတယ်အချိန်ရောနေရာရောကလွန်မြောက်တဲ့အတွက်သူ့အနေနဲ့ပြောစရာစကားတော့စကားလုံးမရှိပါဘူးဒါပေမဲ့သူလွန်မြောက်ရာအချိန်နဲ့နေရာကိုဘယ်လိုလွန်မြောက်ခဲ့တာလဲဆိုတာပြောပြမှာပါချိန်ဆိုတာနေရာကိုမူတည်ပြီးမှပေါ်ပေါက်လာတာပါမျက်စိဆိုတဲ့နေရာရှိမှအစင်းနဲ့တိုက်ဆိုင်တဲ့အချိန်ဆိုတာပေါ်ပေါက်လာတာပါအဲ့ဒီတော့အချိန်ကိုစပြီးလွန်မြောက်လာပါပြီနေရာကိုရောဘယ်လိုလွန်မြောက်မှာလဲဆိုတော့မျက်စိနားနာလျှာကိုစိတ်ဆိုတဲ့သိစိတ်ပေါ်တဲ့နေရာတွေကိုဘယ်လိုလွန်မြောက်စေမှာလဲဆိုရင်ဆိုင်ရာနေရာအသီးသီးမှာပေါ်လာတဲ့အာယုံတွေကိုခုနကအမှန်တရားနံပါတ်2မှာကျွန်တော်ပြောခဲ့တဲ့သဘောကိုသိသူမပါပဲသိခြင်းသဘောတက်နဲ့သတိထားသိပေးရပါမယ်အဲ့ဒါဆိုရင်မျက်စိနားနာလျှာကိုစိတ်စတာတွေနဲ့ပတ်သက်ပြီးမစွဲတော့ပါဘူးမစွဲတော့တဲ့အတွက်မျက်စိစတဲ့နေရာကနေလွန်မြောက်စေပါတယ်အချိန်နဲ့နေရာကနေလွန်မြောက်တဲ့အမှန်တရားကိုလိုချင်ရင်တော့အချိန်နေရာမရွေးမှန်တဲ့အမှန်တရားမှာသတိနဲ့ယုံထွက်ကြဖို့ကြိုးစားကြဖို့ဗီဒီယိုပြီးတော့လည်းသတိနဲ့ဆင်ခြင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်